စစ်အစိုးရလက်ထက်မှာပြောင်းလဲပြေးဆွဲနေတဲ့ရန်ကုန်မြို့ပတ်ရထား RBE နဲ့ရန်ကုန်နေပြီးတော့ DEMU ရထားတွဲဆိုင်အသစ်တွေခဲနဲ့ပြစ်ပေါက်ခံလာရပါတယ်။ဖေဖော်ဝါရီလ30ရက်နေ့တုန်းကအင်းစိန်လော်ကားကိုပြေးဆွဲနေတဲ့ RBE ခါခွေး9ရထားကိုဒညင်းကုန်းပူတာနဲ့လော်ကားပူတာကြားမှာခဲနဲ့ပေါက်တာခံလာရတယ်လို့စစ်ကောင်စီရဲ့နိုင်ငံပိုင်သတင်းစာတွေကဒီကနေ့ဖေဖော်ဝါရီလ4ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ညနေ6နာရီခွဲလောက်မှာခဲနဲ့ပေါက်ခံရတာဖြစ်ပြီးပြည်တွင်းပေါက်မှန်ကွဲသွားတယ်လို့ဆိုပါတယ်။အဲဒါကြောင့်လော်ကားနဲ့မြေရဲစခန်းမှာအမှုဖွင့်ခဲ့ပါတယ်။နောက်တနေ့ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခဲနဲ့ပေါက်ခံရတဲ့နေရာကိုတွားရောက်စုံစမ်းပြီးရွှေပြည်သာမြို့နယ်နေထိန်လင်းအောင်ပြည်ဖြိုးအောင်ချမ်းမြေအောင်နဲ့ကောင်းမြတ်မင်းဆိုတဲ့၄ဦးကိုဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီတနေ့ထဲမှာပဲရန်ကုန်နေပြည်တော်ကိုပြေးဆွဲနေတဲ့အမှတ်31ဒီရဲ့မြို့ရထားကိုရထားရှင်မြို့နယ်မြို့လှနဲ့ရင်းနှီးဘူတာအကြောင်းမှာလူတအုပ်ကခဲနဲ့ပစ်ပေါက်ခဲ့ပါသေးတယ်။အဲ့ဒါလိုပစ်ပေါက်ခဲ့တာကြောင့်ရထားရဲ့အထူးတန်းမှန်တစ်ချက်ကွဲသွားခဲ့ပါတယ်။ခဲနဲ့ပစ်ပေါက်ခဲ့သူကိုတော့မဖမ်းဆီးနိုင်ခဲ့ပါဘူး။2025နှစ်ကုန်ပိုင်းကလေးကဖြူနဲ့ဇရာဝတီဘူတာကြားမှာDEMUရထားကိုခဲနဲ့ပစ်ပေါက်ခဲ့သူတွေကိုစစ်ကောင်စီကအလုံးနဲ့ထောင်နဲ့15နှစ်ချခဲ့ပါသေးတယ်။ DEMUရထားတွေဟာစစ်အစိုးရလက်ထက်2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ပြီးဆွဲခဲ့တဲ့ဒီဇယ်အင်ဂျင်3လျှပ်စစ်ရထားဖြစ်ပါတယ်။2018ခုနှစ်ကနေ2020ခုနှစ်အာဏာမသိမ်းခင်ထိယူထားတဲ့ပြည်ပချင်းငွေနဲ့ဝယ်ယူထားတာလည်းဖြစ်ပါတယ်။